Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကိုမအလုံးကိုပြန်နေကြပါမယ်ကျွန်တော်အခု video ကတော့ကျွန်တော်6ရက်နေ့ကနေကျွန်တော်9ရက်နေ့6ရက်နေ့9လပိုင်းကနေကျွန်တော်9ရက်နေ့9လပိုင်းဒီကျွန်တော်တစ်ဖက်စာ type လေးခွေလာပြီးတော့တင်ပြပဲဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်6ရက်နေ့ကနေ10ရက်နေ့အထိဘလူးမကျော်သားတို့ပတ်တီလုံးနဲ့တကွက်ကောင်အဖွဲ့ဝင်လာခေါ်ဖြစ်ပါတယ်เนาะအဲ့ဒီကျွန်တော်video ကိုစောင်းတိကျလေးကြည့်ပြပြချင်ပါတယ်ကျွန်တော်ဒီ video ထဲမှာတစ်ဖက်စာ type က break ကခွေထည့်ပေးထားတယ်ပြီးကျွန်တော်yoga ကလေးပါထည့်ပြောပေးထားမယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်ရဲ့ video ကိုတစ်ချက်အောင် share လုပ်ရရင် share ပေးတော့ပြောချင်ပါတယ်ဒါကကျွန်တော်ရဲ့ channel တင်မှုလို့ပါအဲ channel ကို subscribe လုပ်လာသည် channel ကို subscribe လုပ်တာကိုပြောချင်ပါတယ်ကျွန်တော်နောက်တစ်ပတ်ကတော့ကိုမရောဒီမှာတနင်္လာနေ့တည်းပဲပေါ့နော်တနင်္လာနေ့တည်းပိတ်တယ်ကျွန်တော်တို့အင်္ဂါပုတ်လူကြာတာတွေတောက်ကြဒီလေးပဲဖွင့်နေအဲ့တော့9ရက်နေ့တည်းပိတ်တယ်နော်အဲ့တော့ဒီမှာ6ရက်နေ့ကနေကျွန်တော်တို့10ရက်နေ့ထိပုတ်လူကြာတာတို့ပဲတီလုံးနဲ့တစ်ခွက်ကောင်အဖို့ရင်တဲ့ကိုမိုင်ကကျွန်တော်ရဲ့ဖုန်းနံပါတ်39 939 929 929ဆိုတဲ့ဖုန်းနံပါတ်ကိုလာပြီးတော့ဖုန်းတိုက်ဆက်ပြီးတော့အဖို့ဝင်လို့ရသလိုဘယ်ပါရှိနေတယ်ဘယ်မှာလာပြီးတော့ပြေးသားလေးပို့ပေးထားလို့ရပါတယ်နော်အဲ့တော့ကျွန်တော်တောက်လိုက်ကြအောင်ရင်တော့ဒီမှာကျွန်တော်တစ်ပတ်စာတိတ်ကလေးပြောပြီးမယ်နော်ကျွန်တော်မြင်လေးပဲပြောမယ်နော်ဗီဒီယိုကတူတူလေးပဲပြောမှာမို့လို့အဲ့တော့အခုမှနေချနေတဲ့ဆိုကောင်းမှာ okay လေးတယောက်ချက်ဒီမှတ်မိသားကိုပြောချင်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ပတ်စာနော်တစ်ပတ်စာကျွန်တော်ဒီမှာတိတ်စီနေနေကျွန်တော်တိတ်သုံးတွေကိုဖိထားတယ် break နေနေအောင်ကျွန်တော်3 break 6 break ပါကျွန်တော်အခွေနေနေအောင်1နဲ့3လေးဆိုအခွေပါနော်အဲ့ကျွန်တော်ဒီမှာတိတ်ကတိတ်3လေး break က3 break 6 break အခွေက1နဲ့3လေးဆိုအခွေပါကျွန်တော်ဒီမှာ1နဲ့ပတ်သက်လို့ကျွန်တော်1နဲ့ပတ်သက်လို့နှစ်ခွက်ယူပေးထားတယ်1ထိတ်တွေနှစ်ခွက်3ထိတ်တွေနှစ်ခွက်ပြီးရင်ကျွန်တော်ဒီမှာ3 break တွေနှစ်ခွက်6 break တွေနှစ်ခွက်ယူပေးထားတယ်ကိုမိုင်းနော်အဲ့တော့အားလုံးပဲဒီဗုဒ္ဓမကျော်အဖွဲ့ဝင်တွေကဗုဒ္ဓမကျော်ဆိုမဲ့3ရက်မူရမယ်နော်ကိုမကြာတာပနေ့နေ့ဒီ6ရက်နေ့ကနေ10ရက်နေ့ထိပတ်တီလုံးနဲ့မင်းရောမင်းရော3ခွက်ယူမဲ့ကိုမိုင်းကကျွန်တော်ရဲ့ဖုန်းနံပါတ်399939 929 929ဆိုတဲ့ဖုန်းနံပါတ်လာပြီးတော့ဖုန်းတိုက်ဆက်ပြီးဖုန်းလို့ရပါတယ်ကျွန်တော်စနေတနင်္ဂနွေတနင်္လာဒီ3ရက်လက်ခံပေးတာပေါ့နော်ကျွန်တော်ဖုန်းနံပါတ်ကို comment မှာလေပြင်းထောက်ထားပေးခဲ့မယ်နော်အားလုံးပဲကျွန်တော်ဗီဒီယိုကို share လုပ်စီမြေကိုမှတယောက် share ဒီ share ပေးသားခဲ့ပါကျွန်တော်ရွေးကွက်ကလေးပါတစ်ခါလေးပြောမယ်နော်ကိုမရွေးကွက်ကလေးပါတစ်ခါလေးပြောမယ်အဲ့တော့ comment မှာလိုက်ပြီးတော့ရေးပေးလို့ရကိုမကတစ်ချက်လောက်ရေးပေးသားကိုပြောချင်ပါတယ်နော်အဲ့တော့ရှေ့ဘက်ကလည်းအားလုံးပဲထိတ်တွေ break တွေစီမြေကြမှာထင်ပါတယ်နော်အဲ့တော့ဒီမှာကျွန်တော်တစ်ထိတ်တွေကျွန်တော်1နှစ်က1 3ရက်ဆိုပြီးပေးထားတယ်3ထိတ်တွေကကျွန်တော်3နှစ်က3ရက်ဆိုပြီးပေးထားပါတယ်ကျွန်တော်ဒီမှာ break တွေကတော့ကျွန်တော်2တစ်က3တိတ်တယ်ပေါ့နော်3တိတ်တွေ2တိတ်က9ရှိက6ပိတ်တွေက2 4ရ9တိတ်ကပါနော်6ပိတ်တွေက2 4 9တိတ်ပါအဲ့တော့ထိုက်စီတော်ဆိုထိုက်စီတော်ဆိုလို့ရှိရင်1နှစ်က3ရ3ထိုက်စီတော်ဆိုလို့ရှိရင်3နှစ်က3 4ရနော် break တွေက2တိတ်က9ရှိက2 4ရ9တိတ်ကပါနော်အခုမှဒါကကျွန်တော်တစ်ပတ်စာ type break ကိုပါဒါမှကျွန်တော်ဒီဘက်ကအခုလာမယ့်ဘက်ကကျွန်တော်တင်းအနီတရပိတ်ရအဲ့တော့အင်္ဂါဘလူးကြာတာပဲဒီလေးရမွေးတော့ပါမယ်ကိုတန်းနေတဲ့ရှိရင်ယူသုံးလို့ရပါတယ်နော်အဲ့တော့အားလုံးမနားလည်းမလို့ထင်ပါတယ်နော်ကိုမိုင်းနေချနေတဲ့ဆိုကိုမှ okay လေးတယောက်ရှက်ဒီမှတ်မိတာကိုပြောချင်ပါတယ် share လို့စီမြေကိုမိုင်းကတယောက်ရှက်ဒီ share ပေးတော့ခဲ့ပေါ့ခင်ဗျာ channel ကို subscribe မလုပ်ရင် subscribe လုပ်တာပါကျွန်တော်တင်းရနေည9 နာရီကြာရင် live လို့ဖြစ်လောက်လိမ့်မယ် live မလို့ဖြစ်ရင်ကျွန်တော်ဗီဒီယိုတင်ပေးပါမယ်ကိုမိုင်းဟုတ်ပြီနော်အဲ့တော့အဖို့ဝင်နေကိုမိုင်းကကျွန်တော်ရဲ့ဖုန်းနံပါတ်39 939 929 929ဆက်ဖုန်းနံပါတ်နော်39 939 929 929ဆက်ဖုန်းနံပါတ်မှာကျွန်တော်ဒီစနေတနင်္ဂနွေတနင်္လာဒီသွင်းမှာလာပြီးတော့အဖောက်လို့ရပါတယ်เนาะကျွန်တော်ပတ်တီလုံးနဲ့မင်းရော3ခွက်ထုတ်ပေးပါတယ်เนาะတစ်ခွက်ပတ်တီလုံးနဲ့ကျွန်တော်မင်းရော3ခွက်เนาะအဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်ဘိုင်ရှက်ကိုမိုက်ကဘာမှလာပြီးတော့ပြည်သားလေးပို့ထားလိုက်ပါเนาะအဲ့တော့ကျွန်တော်ဒီဗီဒီယိုကိုမလည်းပြန်စနေနေ့နေကင်းဆက်နိုင်မှာတင်ပေးလိုက်ပါမယ်เนาะအဲ့တော့ share လို့စင်ပြေကိုမိုက် share လို့ share ပေးတာခဲ့ပါ share လို့စင်မပြေလည်းကျွန်တော်လက်မလေးနဲ့ပြောကောင်းမှာ okay လေးတရားဆက်ဒီမှတ်ပြီးတော့ကြပါခင်ဗျာเนาะအဲ့တော့အားလုံးပဲကျေးဇူးများတင်ပါတယ် joy ကိုမိုင်းเนาะကြော်ဒီမှာ tape လေးအခွေတွေအကုန်လုံးရွေးကွက်တွေပါတစ်ခါလေးပြောခဲ့ပါเนาะအဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်ကိုမိုင်းเนาะ